ဒီမျိုးသမီးဟာလွန်ခဲ့တဲ့3နှစ်ကလေးကတေဆုံးသွားခဲ့တာဖြစ်ပေမဲ့သူမရဲ့ရုပ်အလောင်းဟာပုတ်တိုးမသွားဘဲမူလအတိုင်းထူးဆန်းစွာကျန်ရှိနေခဲ့ပါတယ်။လက်ရှိအာဏာရှင်ဧကရေဟာသူမကိုတေမင်းနိုင်ငံကနေပြန်ခေါ်ဖို့အတွက်နိုင်ငံတော်ဘဏ္ဍာတဝက်နဲ့သူ့ရဲ့တပ်တန်းတဝက်ကိုပါရင်းနှီးပေးဆက်ပြီးတားမြစ်ထားတဲ့မော်ပညာနဲ့ပြန်လည်အသက်သွင်းခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကအောစရာကောင်းလောက်အောင်ရိုးရှင်းပါတယ်။အဲ့ဒါကတော့လွန်ခဲ့တဲ့3နှစ်ကသူမအဆုံးမသက်ပဲပစ်ထားခဲ့တဲ့အချစ်ဝတ္ထုကိုဆက်ရေးခိုင်းဖို့ပါပဲ။ပြန်လည်နိုးထလာတဲ့နန်းတွင်းရာဇဝင်အရာရှိအိုင်ရင်ဟာဘာဖြစ်နေမှန်းတောင်မသိသေးခင်မှာပဲအာနာရှင်စီကနေဒီနေ့တာဇလန်းတွေကဟာကွက်ကိုမဖြစ်နိုင်ရင်မင်းရဲ့အယိုးတွေကိုစွတ်ပြုတ်လုပ်ပြီးခွေးကျွေးပစ်မယ်ဆိုတဲ့ဒေါသတကြီးချင်းချောက်မှုကိုခံလိုက်ရပါတယ်။ဒါပေမဲ့အိုင်ရင်ဟာဧကရစ်ကဇလန်းသေးစိတ်ကိုအကုန်လို့ရနေတာကိုတွေးလိုက်ရတဲ့အခါဒီအာနာရှင်ကြီးဟာသူမရဲ့နမတ်တဖန်ဖြစ်နေတာကိုအံ့ဩဖွယ်သိလိုက်ရပါတယ်။ဇလိုက်မင်းသမီးကိုတွန်းချလိုက်တဲ့မျက်နှာဖုံးစွန်းတဲ့လူကဘာတူလဲ။အခုချက်ချင်းဆက်ရေးစမ်းအသက်ရှင်နေတဲ့စာရိုက်ဆက်တစ်လုံးလိုအတုံးချနေပါတော့တယ်။ဒါပေမဲ့အိုင်ရင်ရေးလိုက်တဲ့စာမှုကျမ်းတွေထဲမှာဧကရစ်ကိုယာရုကနေဖြုတ်ချနိုင်တဲ့လျှို့ဝှက်ချက်တွေပါနေခဲ့ပါတယ်။စာကြည့်လိုက်ရဲ့တတိယမြောက်ကျမ်းခင်းကြောက်ပြားအောင်မှာ15နှစ်စာစစ်စေးစရင်တွေဝတ်ထားတယ်ဆိုတဲ့အချက်ကိုသူမကစာထဲမှာထည့်ရေးလိုက်တဲ့အခါဧကရစ်ဟာအံ့ဩသွားပါတယ်။သူသုံးနှလုံးလုံးမြေလံရှာခဲ့ပေမဲ့မတွေ့ခဲ့တဲ့အရာတွေကိုအိုင်ရင်ကနုံနုံချင်းမှာပဲစာရွက်ပေါ်ချရေးလိုက်နိုင်လို့ပါ။